ဒီကနေ့ဓမ္မမိတ်ဆွေတို့ကိုတင်ဆက်ပေးချင်တာကတော့ကောင်းကံနဲ့စိုးကံဆိုတာတစ်ခုကိုတစ်ခုခြေဖြတ်ပြစ်လို့မရဘူးဆိုတာရဲ့ကိုပြုတ်ခဲ့တဲ့အတိတ်ကံဝိကျွေးတွေဟာဘယ်လိုပုံစံမျိုးနဲ့အကျိုးပေးတတ်တယ်ဆိုတာကိုအလွန်ပြင်းပြင်းစွာပြသနေတဲ့အရှင်သီဝလိမထေရမြတ်ကြီးရဲ့အလွန်ကိုကြီးညိုဝဲကောင်းလာတဲ့ချစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်။ဒီဇလန်းလေးဟာကောလိယတိုင်းပြည်ကြီးမှာစတင်ခဲ့တာပါ။အဲ့ဒီတိုင်းပြည်မှာတုပ္ပဝါဒလို့အမည်ရတဲ့မင်းသမီးတစ်ပါးရှိပါတယ်။တုပ္ပဝါဒမင်းသမီးဟာဂေါရမမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာအလွန်ကြီးညိုတဲ့သောတာပန်အရိယာအမျိုးသမီးတဦးဖြစ်ပါတယ်။အချိန်တန်တဲ့အခါမှာတော့မင်းသမီးဟာကိုဝင်ဆောင်ရပါတယ်။ပုံမှန်အမျိုးသမီးတွေဟာကိုဝင်ကို6လ10လလွယ်ပြီးရင်မွေးဖွားတတ်ကြပေမဲ့တုပ္ပဝါဒမင်းသမီးရဲ့ကိုဝင်ကတော့10လပြည့်လည်းမမွေးတစ်နှစ်ပြည့်လည်းမမွေး2နှစ်3နှစ်ကနေနောက်ဆုံး9နှစ်တိတိတိုင်အောင်ကိုဝင်ကြီးကိုလွယ်ထားခဲ့ရပါတော့တယ်။9နှစ်တိတိမိခင်ဝမ်းပိုက်ထဲမှာပူလောင်ချင်းကျက်စွာနေရတဲ့ကလေးငယ်ရဲ့ဒုက္ခ9နှစ်တိတိကြီးမားလေးလံတဲ့ဝမ်းပိုက်ကြီးကိုတည်ဆောင်ပြီးသွာလာနေထိုင်ရတဲ့မိခင်ရဲ့ဒုက္ခဆိုတာစဉ်းစားကြည့်ုံနဲ့တင်အလွန်ကြောက်စရာကောင်းလာပါတယ်။9နှစ်ပြည့်တဲ့အချိန်မှာတော့သားဖွားမဲ့လက္ခဏာတွေပြလာပါတယ်။ဒါပေမဲ့ချက်ချင်းမမွေးနိုင်သေးပဲကန့်လန့်ခံနေတဲ့အတွက်နောက်ထပ်9ရက်တိတိသားဖွားမိရဲ့ဝေဒနာကိုအပြင်းထန်ခံစားရပြန်ပါတယ်။တုပ္ပဝါဒမင်းသမီးဟာ9ရက်လုံးအစာလည်းမစားနိုင်အိတ်လည်းမအိတ်နိုင်ပဲသေလူမျိုးပါနာကျင်မှုဝေဒနာတွေကိုခံစားနေရရှာပါတယ်။အဲ့ဒီလိုသေလူမျိုးပါဖြစ်နေတဲ့အချိန်မှာတော့မင်းသမီးဟာသောတာပန်အရိယာပြီးသေရမှာကိုမကြောက်ဖဲဘုရားတရားတန်ခါယတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးကိုသာအာယုံပြုနေပါတော့တယ်။သူမကခင်မုန်းဖြစ်သူကိုခေါ်ပြီးမောင်တော်ကျမဒီဝေဒနာနဲ့သေရတော့မယ်ထင်ပါတယ်။ကျမမသေးခင်လေးမှာမြတ်စွာဘုရားရှင်နဲ့တန်ခါတော်တွေကိုပင့်ပြီးအိမ်မှာဆွန့်ကျွေးပြီးပါမြတ်စွာဘုရားရှင်ကိုကျမရဲ့နောက်ဆုံးရိုသေစွာရှ िख ိုးခြင်းကိုရှောက်ထားပေးပါလို့မှာကြားလိုက်ပါတယ်။ခင်မုန်းဖြစ်သူဟာမျက်ရည်တွေကျပြီးဇေတဝန်ကျောင်းတော်ကိုပြေးသွားကမြတ်စွာဘုရားရှင်ကိုပင့်ဖိတ်လျှောက်ထားပါတော့တယ်။မြတ်စွာဘုရားရှင်ဟာအကြောင်းစုံကိုသိတော်မူတဲ့အခါဒုက္ခိနီဟောတုတုပ္ပဝါဒကောလိယဒိဋ္ဌာအာယောဂအာယောဂံပုတ်တံဝိဇ္ဇာယတုကောလိယမင်းသမီးတုပ္ပဝါဒသည်ချမ်းသာပါစေယောဂကင်းရှင်းစွာဖြင့်ကျမ်းမာသောသားငယ်ကိုဖွားမြင်ပါစေတည်းလို့မေတ္တာပို့လို့ပြီးဆုတောင်းပေးတော်မူလိုက်ပါတယ်မြတ်စွာဘုရားရှင်ရဲ့နှုတ်ကပတ်တော်ထွက်ပေါ်လာတဲ့အခိုက်အတန့်မှာပဲအိမ်မှာကျန်ခဲ့တဲ့မင်းသမီးရဲ့ရင်ထဲကပူလောင်မှုဝေဒနာတွေဟာရေခဲရေပတ်လိုက်သလိုချက်ချင်းငြိမ်းအေးသွားပြီး9နှစ်နဲ့9ရက်တိတိဒုက္ခပေးနေတဲ့ကလေးငယ်ဟာချောမောလွယ်ကူစွာနဲ့ဖွားမြင်လာပါတော့တယ်အဲ့ဒီကလေးငယ်လေးဟာမွေးချင်းမှာပဲ9နှစ်အရွယ်ကလေးတစ်ယောက်လိုကြီးထွားနေပါပြီမွေးပြီးမကြခင်မှာပဲအိမ်ကိုကြွလာတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုနှုတ်ခွန်းဆက်စကားတွေပြောနိုင်တဲ့အထိဉာဏ်ပညာထက်မြက်နေပါတယ်အဲ့ဒီကလေးငယ်လေးကိုတီဝလိလို့အမည်ပေးလိုက်ပါတယ်တီဝလိသားငယ်လေးဟာ9နှစ်အရွယ်ရောက်နေပြီဖြစ်လို့မိခင်ဖြစ်သူရဲ့ခွင့်ပြုချက်နဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံမှာသာမဏေအဖြစ်ရှင်ပြုခဲ့ပါတယ်အရှင်သာရိပုတ္တရာကတီဝလိလေးရဲ့ဇပင်ကိုရိတ်မပြီးခင်မှာချစ်သားသင်ဟာမိခင်ရဲ့ဝမ်းပိုက်ထဲမှာ9နှစ်နဲ့9ရက်တိတိဆင်းရဲဒုက္ခကြီးစွာခံစားခဲ့ရပြီဤယုတ်ခန္ဓာကြီးရဲ့ဒုက္ခသဘောတရားကိုဒေကြစွာဉာဏ်ဖြင့်ဆင်ခြင်လို့ကမ္မထမ်းပေးလိုက်ပါတယ်တီဝလိတာမဏေလေးဟာမိမိခံစားခဲ့ရတဲ့ဝမ်းပိုက်ထဲကဒုက္ခကိုဉာဏ်နဲ့ပြန်လဲဆင်ခြင်ရှုမှတ်ရင်းသပင်ရိတ်နေစဉ်ပထမသပင်ကျွတ်တဲ့အချိန်မှာသောတာပန်ဒုတိယသပင်ကျွတ်တဲ့အချိန်မှာသာဂရဂံနောက်ဆုံးသပင်အားလုံးရိတ်ပြီးသွားတဲ့အချိန်မှာတော့ကိလေသာအားလုံးကင်းစင်ပြီးအမြင့်မြတ်ဆုံးသောယဟန္တာအဖြစ်ကိုစံချနေစဉ်မှာပဲချက်ချင်းရရှိသွားခဲ့ပါတော့တယ်အဲ့ဒီအချိန်ကစပြီးအရှင်သီဝလိမထေရမြတ်ကြီးကြွသွားလေရာနေရာတိုင်းမှာလူနဲ့မြမာတွေကအလူအရက်လာရောက်လှူဒန်းကြလို့မြတ်စွာဘုရားရှင်ကိုတော်တိုင်လက်လာပပေါ်များသောအရာတွင်အသာလွန်ဆုံးလာဘကဧရဒင်ကဘွေတူးကိုပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။တရားချစ်ခင်ဓမ္မမိတ်ဆွေတို့ဒီနေရာမှာအလွန်စဉ်းစားစရာကောင်းတဲ့အချက်2ချက်ရှိလာပါတယ်။ပထမအချက်ကအရှင်သီဝလိဟာဘာဖြစ်လို့မိခင်ဝမ်းပိုက်ထဲမှာ9နှစ်နဲ့9ရက်တိတိအကျဉ်းကျပြီးအလွန်ဆင်းရဲခဲ့ရတာလဲ။ဒုတိယအချက်ကဘာဖြစ်လို့လက်လာပအပေါ်ဆုံးယဟန္တာဖြစ်လာရတာလဲအကြောင်းမဲ့ဖြစ်လာတာလုံးဝမဟုတ်ပါဘူးအတိတ်ကပြုခဲ့တဲ့သူ့ရဲ့ကံကြမ္မာအကျိုးပေးတွေသာဖြစ်ပါတယ်လွန်နေပြီးသောဘဝတစ်ခုမှာအရှင်သီဝလိဟာဗာရာဏသီပြည်ရဲ့မင်းသားတစ်ပါးဖြစ်ခဲ့ပူပါတယ်အဲ့ဒီအချိန်ကအိန္ဒိချင်းတိုင်းပြည်တစ်ခုကိုစစ်တိုက်ရမှာမြို့ကိုအလွယ်တကူမသိမ်းနိုင်တဲ့အတွက်မြို့တကားပေါက်၄ပေါက်လုံးကိုပိတ်ဆို့ပြီးရိတ်ခါဖျက်တောက်လိုက်ပါတယ်9နှစ်တိတိကြာတဲ့အထိမြို့တွေကလူတွေဟာထမင်းငက်ပြီးဆင်းရဲဒုက္ခရောက်ခဲ့ကြပါတယ်အဲ့ဒီလိုလှုပ်တာတောင်လက်နဲ့မချတဲ့အတွက်မိခင်ဖြစ်သူယခုတုပ္ပဝါဒမင်းသမီးကသားတော်တကားပေါက်ပိတ်ထားရုံနဲ့မရဘူးသူတို့စီသွားတဲ့ရေမြောင်းတွေထင်းသေးတဲ့လမ်းတွေကိုပါအကုန်ထပ်ပိတ်လိုက်ပါလို့အကြံပေးလိုက်ပါတယ်မိခင်ရဲ့အကြံအတိုင်းထပ်ပိတ်လိုက်တဲ့အခါ9ရက်အကြာမှာမြို့သူမြို့သားတွေဟာဒဏ်ကိုမခံနိုင်တော့ပဲလက်နက်ချအရှုံးပေးလိုက်ရပါတယ်
အဲ့ဒီလိုသူတစ်ပါးတိုင်းပြည်ကို9နှစ်နဲ့9ရက်တိတိရိတ်ခါဖြတ်တော့ပြီးကျင်းကျက်တဲ့မြို့ရိုးထဲမှာဒုက္ခပေးခဲ့တဲ့အကုသိုလ်ကံကြမ္မာကြောင့်မင်းသားဟာငရဲပြည်မှာနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်။အခုနောက်ဆုံးဘဝကိုရောက်လာတဲ့အချိန်မှာတော့အဲ့ဒီဝစ်ကျွေးမကုံသေးပဲသားဖြစ်သူကမိခင်ဝမ်းမိုက်ထဲမှာ9နှစ်တိတိအကျဉ်းချရတယ်လို့ရေနဲ့ထင်းကိုပါပိတ်လိုက်ပါလို့လမ်းညွှန်ခဲ့တဲ့မိခင်ဖြစ်သူကလည်းသားဖွားမိရဲ့ဝေဒနာကို9ရက်တိတိဒေလူမျောပါအတူတကွခံစားခဲ့ကြရခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင်ဘာဖြစ်လို့လက်လာပါအပေါ်ဆုံးဖြစ်ကြတာလဲ။အဲ့ဒါကတော့လွန်လေပြီးတော့ဝိပတိမြတ်စွာဘုရားရှင်လက်ထက်မှာအရှင်တိဝလိဟာရွာသားတဦးဖြစ်ခဲ့စဉ်ကဘုရားရှင်နဲ့တန်ဃာတော်တွေကိုလှူဒန်းဖို့အတွက်အလွန်ရှားပါလာတဲ့ပြားလဖို့အသစ်ဆက်ဆက်ကိုအသက်နဲ့လဲပြီးရှာဖွေလှူဒန်းခဲ့ပူပါတယ်။သူတစ်ပါးကရွှေရင်းကားတစ်ထောင်ပြီးဝဲတာကိုတော့မရောမင်းအလွန်ပြင်းပြတဲ့တရားတရားစေတနာအပြည့်နဲ့မြတ်စွာဘုရားဤကောင်းမှုကြောင့်တပည့်တော်သည်ဘဝစတိုင်းလက်လာပါအပေါ်ဆုံးပုဂ္ဂိုလ်ဖြစ်ရပါလို့ဤလို့ဆုတောင်းခဲ့တဲ့ဒါနပါရမီကုသိုလ်ကြောင့်ယခုလိုလက်လာပါအပေါ်ဆုံးဖြစ်လာရခြင်းပဲဖြစ်ပါတယ်။ကုသိုလ်ကံနဲ့အကုသိုလ်ကံဟာတစ်ခုနဲ့တစ်ခုခြေဖြတ်လို့မရပါဘူး။ဒုက္ခပေးခဲ့တဲ့ကံက9နှစ်နဲ့9ရက်ဒုက္ခပြန်ပေးတယ်လို့ပြီးကံလူတန်းခဲ့တဲ့ဒါနကံကလည်းအမြင့်ဆုံးသောလက်လာပါတွေကိုပြန်လည်ပြီးစွမ်းခဲ့တာပဲဖြစ်ပါတယ်။တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းတို့အရှင်သေဝလိမထေရမြတ်ကြီးရဲ့ဇလန်းလေးဟာယနေ့ခေတ်ကျွန်ုပ်တို့အားလုံးအတွက်အလွန်ကိုအဖို့တန်တဲ့သင်ခန်းစာတွေပေးနေပါတယ်။ကျွန်ုပ်တို့ဟာအရှင်သေဝလိကိုကိုးကွယ်ရင်စီးပွားတက်မယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ရုပ်ပွားတော်ကိုအိမ်မှာပင့်ထားပြီးပန်းရည်ချမ်းလေးကက်ယုံနေတော့စီးပွားတက်လာမှာမဟုတ်ပါဘူး။အရှင်သေဝလိရဲ့လက်လာပပေါ်များရခြင်းရဲ့အဓိကလျှို့ဝှက်ချက်ဟာအတိတ်ကပြုခဲ့တဲ့ပြင်းထန်လှတဲ့ဒါနလို့ခေါ်တဲ့ဘေးကင်းစွန်ကြဲလူဒန်းမှုကြောင့်သာဖြစ်ပါတယ်။ဒါကြောင့်ကိုကစီးပွားတက်ခြင်းနဲ့လက်ရွှင်ခြင်းနဲ့ဆိုရင်အရှင်သေဝလိရဲ့ဘုံတော်ကိုပူဇော်ယုံနာမကပဲကိုယ်တိုင်ကလည်းလမ်းဘေးကခွေးလေးတစ်ကောင်ကိုကျွေးတာကအစစင်ရဲသူကိုပေးကမ်းတာဖျားတန်ဃာကိုလှူဒန်းတာစတဲ့ဒါနကုသိုလ်တွေကိုနှမျောတွန့်တုံမှုမရှိဘဲနေ့စဉ်ပြုလုပ်သွားဖို့လိုအပ်ပါတယ်။ဒါမှသာအရှင်သေဝလိရဲ့ဓာတ်နဲ့ကိုယ့်ရဲ့ဓာတ်ဟာတိုက်ဆိုင်ပြီးကံကောင်းခြင်းတွေရောက်လာမှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးဆုံးသင်ခန်းစာတစ်ခုကတော့ကိုပြုတ်လိုက်တဲ့လုပ်ရတိုင်းဟာကိုယ့်စီကိုအချိုးကျပြန်လာတယ်ဆိုတာပါပဲ။ရှင်သေဝလိလိုယဟန္တာဖြစ်မဲ့သူတော်မှသူတစ်ပါးကိုမျိုးရိုးပိတ်ပြီးဒုက္ခပေးခဲ့တဲ့အတွက်ကိုယ်တိုင်ဝမ်းပိုက်ထဲမှာ9နှစ်ပြန်လဲအချင်းချခဲ့ရပါတယ်။ဒါကြောင့်ကျွန်ုပ်တို့ဟာနေ့စဉ်ဘဝမှာစီးပွားရေးလုပ်တဲ့အခါဖြစ်စေလူမှုရေးဆက်ဆံတဲ့အခါဖြစ်စေသူတစ်ပါးကိုထွက်ပေါက်မရှိအောင်ဒေါင်းပိတ်အကြက်ကိုင်းတာမျိုးသူတစ်ပါးရဲ့စီးပွားရေးအသက်မွေးဝမ်းကြောင်းကိုပိတ်ဆို့ဖျက်တောက်တာမျိုးတွေကိုလုံးဝရှောင်ကျဉ်ကြဖို့အလွန်အရေးကြီးလာပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အရှင်သေဝလိမထေရမြတ်ကြီးရဲ့တရားဇလန်းလေးကိုနားဆင်ပြီးတဲ့နောက်ဓမ္မမိတ်ဆွေတို့ရဲ့ယင်ထဲမှာကံမနိယာမသဘောတရားကိုအမှန်အတိုင်းသိမြင်ယုံကြည်နိုင်ကြပါစေ။သူတစ်ပါးအပေါ်ညှင်းဆဲလိုသောထွက်ပေါက်ပိတ်လိုသောအကုသိုလ်စိတ်ထားများကင်းစင်ပြီးမေတ္တာကရုဏာထားရှိနိုင်ကြပါစေ။အရှင်သေဝလိမထေရမြတ်ကဲ့သို့ဒါနကုသိုလ်များကိုရရက်ရောရောပေးကမ်းစွန့်ကျင်းနိုင်သောတရားတရားများတိုးဝါးကမအိုမနာမသေးရာအမြိုက်နှိပ်ပန်းချမ်းသာမြတ်ကိုလွယ်ကူသောအကျင့်မြတ်ဖြင့်လျင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။